အခုချောပေါ်လေးကကြတော့ဖေပြတဲ့တင်းနဲ့မှာပုံမလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဖေပြလုံးလေးလေးကြည့်ကြရအောင်။တော့3မပတ်လေးလေးယူမယ်။အဲ့3ခုကိုတစ်ခါတည်းညှိနေရတယ်နော်။3တစ်ခုပဲညှပ်ပြပေးမယ်နော်။3မပတ်လေးလေးယူမယ်။တက်လေးယူပေးနော်။တောင်းမှန်ကြလေးထားပြီးဒီမျိုးလေးဆွဲမယ်။တက်ပဲယူပေးနော်။ဒီမှာဆိုရင်တလမ2လမတောင်းလို့ဒီဘက်မှာဆိုရင်တောင်းလမตอนนั้นตอนนั้นตอนนั้นเนาะที่ผ่านส่วนนี้ตอนนั้นปั้นเลยได้อยู่เป็นเนาะทีนี้ก็ต้องคุณขาได้เหี่ยอย่างนี้เลยเนาะตรงตะคุเป็นเหี่ยเป็นมาตอนนั้นปั้นเลยได้อยู่แบบนี้เพียบยาได้จีตัวเลยชิมหลับจะเต็มเลยได้อยู่เนาะตอนนั้นปั้นเลยได้อย่างไรไหมยังเป็นเลยชิมที่ตรงนี้เลือกขำနော်ဒီလိုမျိုးခါမယ်ခါပြီးလို့ရှိရင်နော်ခါပြီးလို့ရှိရင်ဒီမှာအပိတ်ချုပ်နော်နောက်လို့ရှိရင်ဒီမှာချုပ်လိုက်နော်ချုပ်လို့ရှိရင်အလယ်နေရာမှာအပေါက်ဖောက်ထားနော်ပြန်လှန်ဖို့အတွက်အလယ်နေရာမှာအပေါက်ဖောက်ထားနောက်လို့ရှိရင်ဒီဘက်ကိုပေးပိတ်ချုပ်မိဖို့လေတည်းချာလဲတိုက်ပြီးလို့ရှိရင်တော့ဝက်ခွဲလိုက်မယ်တော့ဝက်ခွဲလိုက်မယ်အဲ့လိုဝက်နေရာလေးမှာတော့ဒီလက်နဲ့ပဲအတူလောက်မယ်နော်လက်နဲ့ပဲအခုလိုမျိုးလေးအတူလောက်လိုက်မယ်အတူလောက်ပြီးလို့ရှိရင်အနောက်မှာခြေတက်လိုက်မယ်နော်တော်တော့အခုလိုမျိုးနည်းနည်းလေးပတ်တားရေးအတင်းချက်မပတ်နဲ့နော်ပေါ့ဖွားလေးပဲပတ်ပေါ့ဖွားလေးပဲပတ်ပြီးလို့ရှိရင်အနောက်မှာခြေတက်လိုက်နော်ဒါဆိုရင်ရပါပြီပေါ့ပေါ့လေးပဲနော်တားရေးအတင်းကြီးချီပြီးဆွဲလိုက်ရနော်ကျိုး6တဲ့အခါကျရင်3စိတ်စာလောက်6ပေးနော်ကျိုးနည်းနည်းကြီးမှလာတာဖြစ်တဲ့အတွက်ကြောင့်မလို့3စိတ်စာလောက်6ပေးနော်အမှကျိုးလေးကိုလှန်လိုက်မယ်လှန်ပြီးလို့ရှိရင်မိပူနဲ့တိုက်ပြီးလို့ရှိရင်အဲ့ဒီဖက်ပြားပေါ်မှာတော့ပတ်လိုက်မယ်နော်အခုလိုမျိုးလေးပတ်လိုက်မယ်ပတ်ပြီးလို့ရှိရင်ပုံနတာလေးကိုညှက်လိုက်နော်တခြားဖက်ပြားကိုထည့်လို့ရအောင်အခုလိုမျိုးပဲပတ်ပြီးလို့ရှိရင်ချစ်တက်သွားနော်အားလေးကိုယူအပေါ်မှာချစ်တက်အာကဖဲပြားစားလေးယူအပေါ်မှာချစ်တက်နော်ဒါဆိုရင်ရပါပြီလက်နဲ့ပဲချစ်တက်သွားပြီနော်မဆိုရင်အင်ချီပေါ်မှာတော့သွားပြီးတော့ခြုံလိုက်မယ်နော်ရပါပြီဒါထည့်ပြအခန့်တဲ့အခါမှာဆိုသူထိမ့်ပေးတဲ့ဘောလေးပဲဒီမှာတစ်ခုထည့်မယ်ဒီမှာအောက်တစ်ခုထည့်မယ်နော်ဒီမှာဆိုဒီမှာတစ်ခုထည့်မယ်နော်ဒီမှာညီလေးထားပါနော်အလဲတက်လေးထားပြီးလို့ရှိရင်ဒီမှာပြင်အလေးဆက်ဒီဘက်ပေးနဲ့ဟိုဘက်ပေးကိုပြင်အလေးဆက်ဒီဘက်မှာလည်းပြင်အနဲ့ဆိုင်မယ်ဒါဆိုရင်ပြင်အနဲ့တချာဒီမှာအလဲတက်ထားပြီးပြင်အဆိုင်ဒါဆိုတော့6လိုက်မယ်အာကနဲ့6နော်အမှဆိုရင်ဖက်ပြားရဲ့အတွင်းဘက်မှာပေါ့နော်ဖက်ပြားရဲ့အတွင်းဘက်မှာအာကာပစ္စာလေးကိုနည်းနည်းယူမယ်ဖက်ပြားလေးကိုနည်းနည်းယူပြီးခြေ3ခါလောက်တက်မယ်နော်အမှခြေ3ခါလောက်တက်မယ်3ခါတက်ပြီးလို့ရှိရင်ညက်မယ်အပေါ်မှာတစ်ခါတက်မယ်အောက်မှာတစ်ခါတက်မယ်နော်အမှပေါ်ပြီးဆိုရင်ဒီအောက်မှာတစ်ခါပြန်တက်မယ်3ခါလောက်တက်ပြီနော်အပေါ်တစ်ခါတက်မယ်အပေါ်ပြီးဆိုတော့ဒီအောက်မှာတစ်ခါတက်မယ်နော်ဒီမှာဆိုရင်3ခါလောက်ချစ်တက်ပြီနော်အာကပိစာနည်းနည်းယူမယ်ဖဲပြားလေးကိုနည်းနည်းယူမယ်အခုလိုမျိုးကို3ခါလေးတက်ပြီနော်ဒါဆိုရင်ရပြီကျန်တဲ့ဖက်မှာလည်းအခုလိုမျိုးပဲအပေါ်တစ်ချက်ချစ်တက်မယ်အောက်တစ်ချက်ချစ်တက်မယ်လောက်တော့ပြီနော်ပြီးတော့ပြီနော်ဒီဖဲပြားလေးတက်လို့ရှိရင်ပုံမှန်လှသွားတယ်ဖဲပြားကိုကြာဒီလိုမျိုးပဲတက်လေးပဲလောက်နော်